Galgido tau toke ka mitang pisi in leia puhi kigin no lo zen mo tate si in chi mo ta an tan hai khat in khang toi khat man ta kigin no lo zen mo Giêsu hồng bay nang hồng kỳ misiata lum na tung nu pa lum ho apasal mangin azi imulala kigin manon lo zeno lang di amini ton ho akhat kilain akhat amagwak bingla nang hong kim siata Hãy subscribe
哈利路亚，哈利路亚。ကျွန်တော်တမိုင်းအချင်းချုပ်မပြောခင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အနေနဲ့ကျွန်တော်ဖတ်ချင်ပါတယ်90တိခုမြောက်သောဆန္ဒ14ကနေ15ဒီငါကိုချစ်တော်ကြောင့်သူ့ကိုငါကဲနှုတ်မီငါ၏နာမကိုတည်တော်ကြောင့်သူ့ကိုငါချီးမြှောက်မီတို့ဒီငါကိုခေါ်တော့အခါငါထိုးမီဒုက္ခခံရတော့အခါသူ့ဘက်မှာငါနေချမ်းသာပေးမီဒီဘုံကိုလည်းထင်ရှားစေမီစီတော့အတက်နဲ့သူ့ကိုရောက်ရဲစေငါ၏ကဲ့တင်ချင်းဒီကိုတော်အပြမီအာမင်ကျမ်းစာတို့ရောက်တဲ့တိုင်းဖျားခြင်းကောင်းချီးပေးပါစေဒီနေ့ကျွန်တော်တို့ဖျားရဲ့ကြီးတော်ကြောင့်6နှစ်ပြီအတင်းတော့6နှစ်ပြီကိုပတ်လက်ကြီးတော်ချင်းပူကိုဒီမှာလာရောက်ကြအခက်ခဲများစွာနဲ့ဝင်ပြီးမှကျွန်တော်အတူတူကကြီးတော်ချင်းမွန်ပေးကြတဲ့ညီကိုမောင်ကဆရာမများမျိုးကြီးအဖွဲ့များပေါ့ထိုးတယ်ပထမဆုံးကြီးတင်ပါတယ်လောကပတ်တော်မှာကြီးတင်တယ်လို့ဘုရားထည့်ရကောင်းကြီးပြီးတယ်ဘုရားပေါင်းတော်တင်ရှားတယ်ဆိုတဲ့လောကပတ်တော်စီးတဲ့အတိုင်းဘုရားတတိတော်ကိုအရောက်စီတိုင်းတော်ဘုရားကောင်းကြီးပေးပါစေဒီနေ့ကျွန်တော်တို့ခုနဆရာမပြောတော့ကျွန်တော်ကခက်တယ်ခရမ်းချင်းတီချင်းလာဘာချင်းလာမြတ်ချင်းလာအဲ့ဒါတော့အစိုးရလုပ်တာပဲကျွန်တော်ကအဲ့ဒါကျွန်တော်မသိခင်ပြောတာကျွန်တော်တခါတလေရေးတယ်ပြလားအဲ့အာနာစီရဲ့တမိုင်းကျွန်တော်တမိုင်းကတော့ဇုံမင်းဇုံတုံးမီဇိုလိုက်ဇုံအခါဇုံဆိုတာမျိုးတွေလည်းကျွန်တော်မွန်ဂိုလီးယားနေကျွန်တော်1004ခုနှစ်မှာကျွန်တော်အခုချင်းပြည်နယ်ခေါ်တော့နေရာမှာကျွန်တော်ပူပွားပြီးနေတာတွေ့တယ်ဒါပဲကျွန်တော်တမိုင်းကိုပြောခွင့်မစင်းဘူးရက်တိဘူးလဲဆိုတယ်ကျွန်တော်မျိုးတွေနဲ့ကိုယ်မျိုးမဟုတ်တဲ့အခါဝန်ခံတဲ့အခါကျစိတ်ရလည်းမတည်နေဘူးရှိတဲ့မျိုးလည်းမရှိတော့ဘူးတယောက်ကဟိုဘက်တယောက်ကညီကိုယ်ပေါ်တွေးတာတော့မချစ်နိုင်တော့အဲ့ဒါကြောင့်ကျွန်တော်နာမတော်ဆိုတာအရေးကြီးတယ်တခင်ယေရှုနာမတော်အပိကောင်းကင်နိုင်ငံလို့ရောက်အဲ့ကြောင့်ကျွန်တော်လူမျိုးရဲ့နာမဂတိတော်ဘုရားတခင်ဝန်ခံတဲ့နာမကိုအာနာရှင်အစိုးရကမျိုးလို့တော့မျိုးဖြစ်ကြတယ်စီလုံးမရှိဘူးကောင်းကြီးလည်းမရှိဘူးချစ်ချင်းမိတ္တာလည်းမရှိဘူးတယောက်နဲ့တယောက်အပြိုင်ဆိုင်လုပ်နေကြတယ်အမျိုးတွေဖြစ်တယ်အဲ့ဒါကျွန်တော်တို့မဟုတ်ပါဘူးအာနာရှင်ရဲ့လှုပ်ဆောင်ချက်တွေဖြစ်တယ်ချင်းဆိုတာကျွန်တော်ထဲမှာလူမျိုးမရှိဘူးတမိုင်းမှာလည်းမရှိဘူးမတိဘူးတောင်ပေါ်မှာဖိုးပွက်လည်းမကြောက်ဘူးအဲ့လိုမျိုးဖြစ်တဲ့အချိန်မှာလားအစိုးရကအဲ့လိုဖြစ်တော့အဲ့လိုဖြစ်တာပေါ့နော်အဲကြောင့်ကျွန်တော်တို့ကတအားချစ်ကြပါတယ်တွေးတာဒီညီကိုပါလို့ဒါပေမဲ့အဲ့ဒါဒီကျွန်တော်တို့ကတိုင်းတိုင်းညီကိုလည်းအဲ့လိုပြောတာလေမတိတာလေအဲ့ဒါအစိုးရတုံးခေါ်စတဲ့အတိုင်းတိုင်းချင်းချင်းပေါ်မှာကျွန်တော်တွေးခွေတာပဲဖြစ်တယ်မမတက်တိခံခိုင်းတာလည်းဖြစ်တယ်ဘုရားကောင်းကြီးကိုကျွန်တော်အများကြီးကျွန်တော်ဆုံးခဲ့တာလည်းဖြစ်တယ်အဲဒါကြောင့်ကျွန်တော်တို့ကအခုများတော့ဒီမှာရောက်တဲ့အခါစကန်းလူကြီးတွေတော့၎င်းအတွေ့အကြုံစာထိုင်ဆိုရတာအချင်းရုပ်တယ်ကိုယ့်ရဲ့ငုံမှာပါအခွင့်အရေးကိုအများကြီးကျွန်တော်တို့ထောက်ပေးခဲ့အခွင့်အရေးပေးတယ်အဲကြောင့်ကျွန်တော်ဒီနေ့မှာကျွန်တော်တို့ရောက်စားတော့လည်းမသိဘူးအခုကအများကြီးတည်လာတယ်တိုင်းတာကိုစလဲကြီးခေါ်တဲ့ခါလဲဆိုပြီးတိုင်းတာဒီတဖွဲနေနဲ့ကိုစလဲနေနဲ့ခေါ်တယ်အများကြီးကျွန်တော်ပန်းပုတ်ခဲ့အဲ့ဒါကြောင့်ဒီအမှန်တရားကိုကျွန်တော်ဖခင်ရဲ့ဂတိတော်ဖန်ဆင်းထားတဲ့ဂတိကိုဝန်ခံတဲ့ခါလဲကျွန်တော်တို့လည်းတည်တဲ့ဖြစ်တယ်ကောင်းကြီးလည်းအများကြီးရလာချစ်ချင်းမိတ်တာလည်းတာရုပ်ကျွန်တော်အချင်းချင်းကိုချစ်ချင်းမိတ်တာလည်းရှိနေကြတအားကွာဟာလေလုယာအဲ့ဒါကလည်းဆိုဒီတိုင်းဆွေးရတော့၎င်းပြီးတော့စခန်းကော်မတီကအာစီကော်မတီပြီးတော့ဒီကလူကြီးပေါ့နော်ရအတင်းတော့အတီတီကတောင်းခံနေရကျွန်တော်တို့ကိုခွင့်ရပြီးဝပေးတယ်ဖခင်ကြီးတော်ကြောင့်ပေါ့နော်ဖခင်ကြီးအတုံးခံတဲ့တာသမီးတွေကနှလုံးသားမှာခွဲခြားဆက်ဆံခြင်းမရှိဘူးဖိနှိပ်ခံလို့တို့ချင်းလက်ဆွဲခေါ်ဆောင်တဲ့နှလုံးသားတွေခရုဏာတနာကျင်နာမှုရှိတယ်
အဲ့ဘုရားနာတနာကျင်နာမှုအားဖြင့်ကျွန်တော်တို့အတင်းတော်တော်၎င်းကျွန်တော်အမျိုးသားတော်၎င်းကျွန်တော်အမျိုးသား3သိန်းကျော်ရှိတဲ့အပေါ်မှာအများကြီးကျွန်တော်ဖခင်ရဲ့မျက်နှာကိုတာလို့ရတယ်ဆိုတာလည်းကျွန်တော်အထူးပဲကြီးလူတင်တဲ့အကြောင်းပြောကြလို့ပါတယ်ဒီမှာဒီမှာကျွန်တော်ရှင်းနာကမှလည်းကျွန်တော်ဒီအတင်းတော်ဟာယုံမီးဖခင်အကြောင်းဆိုလည်းယုံမီးဘာသာနဲ့လို့ပြောမှာမဟုတ်ပါဘူးကျွန်တော်ယုံမီးတို့ဖခင်အတက်ကိုကားလိုက်ကိုထားပြီးကျွန်တော်လုပ်မယ်လူမျိုးတကားပေါ့ဆိုတဲ့ကတိဝန်ခံချက်ဖြစ်တယ်အာမင်လူမျိုးအရောက်ရှိတိုင်းကျွန်တော်ဖိတ်ခေါ်တယ်လူမျိုးဘာသာမဟုတ်အကုန်လုံးလာပြီးမှဘုရားရှိခိုးကြအောင်တာရာနာရာရှိနေကြဘုရားကြောင့်တုံလို့ရပါတယ်ဆိုတဲ့အကြောင်းလည်းကျွန်တော်ဒီငယ်ကြီးညာချင်ပါတယ်ပြီးတော့ဆက်လက်ပြီးကျွန်တော်ဒီနေ့ခုနရှာတက်တီခါတလို့ကျွန်တော်ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကကျွန်တော်ကြီးညာတဲ့အစီအစဉ်တွေဆွေးဒီလိုဆွေးဒါပေမဲ့ဒီနောက်မှာကျွန်တော်ပိုက်ဆံမရှိဘူးကျွန်တော်မှလည်းမရှိဘူးအလိုရှင်လည်းမရှိဘူးဒါပေမဲ့ယုံကြည်ခြင်းကြောင့်ဘုရားတင်တည်ဆောက်ထားတဲ့တန်ဆင်းသောဗိမာန်တော်ကြီးရုပ်တော်ကိုပေါ်ကိုဘုရားအထိတ်တန်နဲ့ဘုရားပေးမယ်ဆိုပြီးကျွန်တော်တက်တီခါပြီးမှကြီးညာလိုက်တဲ့အခါတနင်္လာနေ့မရသေးဘာမှအကြောင်းမကြသေးအင်္ဂါနေ့ဖို့တော့တောက်ကြနေ့တောက်ကြနေ့တက်ကြတောက်ကြနေ့ရောက်တဲ့အခါမနေ့မိုးလင်း9နာရီမှာကျွန်တော်မထားသေးဘူးဖုန်းတစ်ခုလာအမေကဖုန်းလာတယ်အဲ့ဖုန်းကကျွန်တော်တူးလည်းမသိဘူးအောက်လို့ဆိုတဲ့ဆရာမတယောက်တော့ကျွန်တော်ရဲ့အကြောင်းကိုသူဖုန်းနံပါတ်တွေရပြီးမှကျွန်တော်ဖုန်းဆက်တာဖြစ်ကျွန်တော်မထားသေးဘူးပြီးတော့သူမိတ်ဆက်တယ်မိတ်ဆက်ရသူမေးချင်တာမေးတယ်အဲဆိုတော့ကျွန်တော်သူကတပိတ်ခါလောက်ကြကျွန်တော်တို့ကကြီးတော့ချင်းဝင်ပွဲလုပ်မယ်ဒါပေမဲ့ပိုက်ဆံမရှိသေးဘူးဘုရားတင်ရဲ့အချိန်တန်ပေးမယ်ဆိုပြီးကျွန်တော်ဆူတောင်းထားတဲ့အစီအစဉ်ဆွဲပြီးပြီအဲ့ဒါဆိုကျွန်မပဲလုပ်မယ်ကျွန်တော်တူငယ်ချင်းတွေကျွန်တော်အားဟောဖုန်းဆက်ပြီးပြန်ဖုန်းဆက်မယ်တော်လည်းဖုန်းဆက်တော့နောက်တရားပမာလူမျိုးတဲ့ခရစ်ယာန်တွေမှာဝင်တယ်တဲ့သူကမတက်အောင်တဲ့ဆရာမတက်အောင်ရှိသူ$50သူ50ပြီးတော့ကျွန်တော်ဖုန်းဆက်ဆရာအဲ့လောက်နဲ့ဘယ်လိုထုတ်မလဲနည်းနည်းတော့နဲသေးတယ်ရေးကဟာလေလုယာနဲတော့ဆိုအဲ့ဒါဆိုရင်ခဏဆောင်းအောင်တဲ့သူဖုန်းနဲ့ပဲကျွန်တော်ဒီလိုစကားပြောတယ်လို့ပြောဒါဆိုရင်သူဖုန်းဆက်တယ်တူဦးလေးပထမဆိုတဲ့ပုံပါ50ချက်150ပါအဲ့လောက်စီရပြီလို့ပြောပါတော့ဟာလေလုယာချက်ချင်းပို့လာတယ်ချက်ချင်းပဲကျွန်တော်ကဝယ်ပြီးမှဒီနေ့စာဖို့ဘုရားတင်ပြင်ဆင်ပေးတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်အနေနဲ့ပြောပြချင်ပါတယ်အဲဒီပေးထားတဲ့ဒီကုမောင်တော်အပေါ်မှာလည်းဘုရားတခင်တာရေးကောင်းကြည့်ပြပါစေပြီးတော့ဒီအစာတောက်မှာလည်းတရားမကြံစားပေးပါလို့ဘုရားတခင်ရဲ့ကျွန်တော်ယုံကြည်ခြင်းကြောင့်ဘုရားရဲ့ပေးထားတဲ့ကောင်းကြီးကိုစားတယ်လို့လည်းကောင်းချီးရမယ်အာမင်ဟာလေလုယာအဲ့ဒါစားပြီးကြပါစားပြီးမှတက်ကြွနဲ့ကျွန်တော်နှုတ်ဆက်ပြီးမှကျွန်တော်ဒီကျွန်တော်ကျွေးမွေးထားတဲ့ကျွန်တော်ကျွေးမွေးတာကဘုရားကျွေးမွေးတာပါဘုရားအတုံးခါနဲ့အမေရိကန်ပို့တာကျွန်တော်တို့မှမရှိဘူးတင်းတော့ကျွန်တော်တင်းတော့အလုံးမဲစစ်တပတ်နှစ်ပတ်ပဲလေဆရာတပတ်အဲ့တဲ့တရားကိုဘောဖို့တော့တခါတည်းမရှိဘူးဟာလေလုယာဒါပေမဲ့ဘုရားတင်ရဲ့လိုအပ်တဲ့ခါကျဘုရားတင်ကပြင်ဆင်ပေးတဲ့ဘုရားဖြစ်တဲ့အတွက်ဒီဘုရားတင်ရဲ့ပြင်ဆင်ထားတဲ့အစားအစာတွေကိုလည်းစားတော့ပြကြပါလို့ဒီဆိုတော့ပြင်ကျွန်တော်အနေငယ်ကြီးငယ်ချင်းပါလေရောက်ရှိတိုင်းဘုရားရှင်ကောင်းချီးပေးပါစေ